သာတုယခုလုံးဘလောသူများယေရှုရဲ့ကုသိုလ်ရှင်ဇံရတုမိသားစွာဘတော်ကဘုရားကလျာဏနိဗ္ဗာန်သောဘတော်ဝိပရိသပေပြည့်လူကြကြရသောကုသိုလ်ကစေတနာတို့ကြောင့်ဆလကုသိုလ်ရှင်ဘလောသူဥပေမြေတော်မူ၍ကုသိုလ်ရှင်ဇံရတုမိသားစွာဘတော်ကဘုရားကလျာဏနိဗ္ဗာန်သောဘတော်ဝိပရိသပေပြည့်လူကြကြရသောကုသိုလ်ကစေတနာပေါင်းတို့နှင့်ဆလကုသိုလ်ရှင်ဘလောသူတော်ခခင်တွင်အာယေစု၍ကုသိုလ်ရှင်ကိုသူရာအေမိသားစွာဘတော်နှင့်ဆလကုသိုလ်ရှင်ဘလောသူတော်ခခင်ချုံအာယေစု၍ကုသိုလ်ရှင်ဥဆလာမိသားစွာတိပြေဘတော်ကဘုရားကလျာဏနိဗ္ဗာန်သောဘတော်ဝိပရိသပေပြည့်လူတန်းကြရသောဒါနကုသိုလ်သောတိယသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်သောကောင်းမှုဆုစုတို့အားယုံနာကေကွာဤလူရွာမှာဘဝတပါ